2004 ခုနှစ်ဘဏ်တစ်ခုတွင်းဝင်လာတဲ့လူငယ်တယောက်ဟာဗတ်ဆယ်တန်းချင်းငွေထုတ်ချင်တယ်လို့ကောင်တာကဝန်ထမ်းကိုပြောပါတယ်။ငွေသွင်းငွေထုတ်ရှောက်လွှာအပုံကြီးနဲ့လှုပ်ရှုပ်နေတဲ့ဝန်ထမ်းမှစက်ရုံထောင်ကျင်တဲ့ဆိုတဲ့လူငယ်ကိုအခြားကောင်တာထံသွားဖို့ခက်ပြက်ပြက်ပြောလွှတ်လိုက်ပါတယ်။ဒို့ပေမဲ့ထိုလူငယ်ဟာတုတ်တုတ်မလှုပ်ပဲသူ့ကိုယ်သာစိုက်ကြည့်နေတဲ့အတွက်အထင်ကြီးလောက်စရာအနာဂတ်အစီအစဉ်တစ်ခုကိုပြောပြလို့ဆိုပါတယ်။စာရွက်တွေမှာလိပ်စာနဲ့ဖုန်းနံပါတ်ကိုရေးပြကအပြင်ပန်းထင်မြင်ယူဆချက်ကိုခဏမေ့ပြီးသူပြောတဲ့ဇက်လန်းကိုနားထောင်ပေးဖို့တောင်းဆိုပါတယ်။သူ့နာမည်ကိုတော့ Top လို့ခေါ်ပါတယ်။ကျောင်းကကွန်ပျူတာစာသင်အချိန်မှာဂိမ်းကိုစောင့်နေတဲ့ Top တို့နှစ်ယောက်ဟာအိုင်တန်ရောင်းဝယ်လုပ်နေရင်ဂျားလူတယောက်က Dragon Boat ဆိုတဲ့အိုင်တန်ကိုရောင်းပေးရန်လာရောက်ကန်လန်းပါတယ်။အလွယ်တကူရောင်းလိုက်ဖို့ပြင်နေချိန်တငယ်ချင်းဖြစ်သူကပြန်ရှာရခတ်တဲ့အိုင်တန်မှုမရောင်းရန်သတိပေးပေမဲ့တစ်ဖက်ကတန်း30ပေးမယ်ဆိုတဲ့အခါစိတ်ပြောင်းသွားပြီးတန်း50လိုချင်ကြောင်းပြောလိုက်ပါတယ်။ဒီတော့ဝယ်သူဘက်ကလည်းမဆိုင်မတော့ပဲ SGD 900ချက်ချင်းလွှဲပြီးမှမို့ဘဏ်အကောင့်တောင်းပါတယ်။ SGD ဆိုတာဘာမှမသိတဲ့ Top ကိုဘဏ်အရာရှိကစင်ကာပူဒေါ်လာဖြစ်ကြောင်းရှင်းပြလိုက်ပြီးဘယ်ကမှမသိတဲ့လူတယောက်ကိုဘဏ်အကောင့်ပေးတာစိုးရိမ်မှုမရှိဘူးလားလို့မေးခွန်းထုတ်ပါတယ်။ Top ကတော့ထိုနေ့ကသူ့ဦးလေးရဲ့ဘဏ်အကောင့်ကိုတုံးကအိုင်တန်အနေချင်းရောက်နိုင်ခဲ့ပြီးဘတ်9000ထုတ်ယူနိုင်ခဲ့တဲ့အတွက်သူ့ဂိမ်းအကောင့်ထဲမှာအိုင်တန်အများပြားကျန်သေးတာကိုတွေးရင်ရေးရေးလဲလဲဟန်ကြတယ်လို့တွေးနေမိပါတယ်။ဒီလိုနဲ့လအနေငယ်ကြာတဲ့အခါဂိမ်းထဲကအိုင်တန်တွေကြောင့်ငွေအများပြားစုဆောင်းနိုင်ခဲ့ပြီးကားရှိုးရုံးကိုသွားပါတယ်။ဘတ်9သိန်းတန်ကားအတွက်အယောင်းဝန်ထမ်းကငွေအကြီးချေရမယ်ပြောတဲ့အခါအိတ်ထဲကငွေသားတွေကိုထုတ်ပေးလိုက်ပါတယ်။ကျောင်းသားတစ်ယောက်အနေနဲ့ဒီငွေတွေဘယ်ကရသလဲမေးတော့သူ့မှာရောင်းစရာလက်နက်အများကြီးကျန်သေးရဲ့လို့ပြောလိုက်ပါတယ်။အဲ့ဒီနောက်ကားအသစ်နဲ့ကျောင်းတက်ပြီးကျောင်းဦးကြီးရဲ့ပါကင်မှာကားရက်မိတဲ့အတွက်ခေါ်ယူသတိပေးခံရပါတယ်။တော့ရဲ့အကိုတွေမားရီတောင်တရုတ်မှာကျောင်းကောင်းတက်နိုင်နေကြပြီမို့ရှေ့ရည်အတွက်ဘလို့ငွေရှာပြီးရက်တီမလဲသုံးမတဲ့အခါမဲ့ပြုံလိုက်ပါတယ်။တကြောင်လုံးမှာကားအသစ်နဲ့ကျောင်းတက်လာသူမို့ပေါ်ပူလာဖြစ်နေပေမဲ့သူ့ကားကိုစီးခွင့်ရသူဟာကောင်မလေးဖြစ်သူလင်းသာဖြစ်ရမယ်လို့ဆိုပါတယ်။အဲ့ဒီနောက်လင်းစားခြင်းနဲ့တရုတ်တန်ကမိုးလိုက်ဝဲကျွေးရင်တလန်းမောင်းကိုပြောင်းပြန်မောင်းကအိမ်ပြန်လာခဲ့ပါတယ်။မိဘတွေအနေနဲ့ရသမျှပတ်စံဇိမ်ခံပစ္စည်းနဲ့ဂိမ်းဆက်အများပြားဝယ်ယူထားသူ Top အားဘွဲလေးတစ်ခုမှမရရင်အနာဂတ်အတွက်ရင်လေးရမှာမို့ဘာအာမခံချက်မှမရှိတဲ့ဂိမ်းကိုဆက်မလုပ်ရန်ဆုံးမသွားပါတယ်။မိဘစကားနားထောင်တော့မယ်လို့ဆုံးဖြတ်ကဖုန်တက်နေတဲ့ကျောင်းစာအုပ်ကိုယူလိုက်ပြီး mouse pad အနေနဲ့အသုံးချကဂိမ်းဆော့နေလိုက်ပါတယ်။ဒီလိုနဲ့လအနေငယ်ကြာလာတဲ့အခါတက္ကသိုလ်ဝန်ထမ်းဆောင်ပွဲအောင်သင်းမှာသူ့နာမည်ပြောင်းနေပေမဲ့ဂိမ်းကိုသာအာရုံစိုက်နေပါတယ်။အဲ့ဒီနောက်ပိုင်း PlayStation 2 ဂိမ်းဆက်ကိုဘတ်2000ခွဲနဲ့ဝယ်ယူကအိမ်ပြန်လာတော့ဂိမ်းကိုပဲအာရုံစိုက်နေသူ Top ကိုမိဘတွေကစိုးပူလာပါတယ်။ကိုပိုင်ဝင်ငွေလေးရှိလာတဲ့ Top အနေနဲ့သူ့အနာဂတ်အတွက်မိဘတွေကစိတ်ပူပေးနေဖို့မလိုပဲကိုပိုင်ငွေနဲ့ဖြည့်ရှင်းနိုင်ကြောင်းထုတ်ပြောလိုက်ပါတယ်။သူတက်ချင်တဲ့တက္ကသိုလ်ရဲ့အသုံးစရိတ်အားလုံးကိုလည်းကိုပိုင်ငွေကြေးနဲ့ဖြည့်ရှင်းလိုက်ဖို့ဆုံးဖြတ်ထားတော့လဲကံမကောင်းစွာနဲ့စီးပွားဖြစ်လုပ်နေတဲ့ဂိမ်းကောက်ဟာအဖြတ်ခံလိုက်ရပါတယ်။ဒါကြောင့်ဂိမ်းဆက်ဝယ်ခဲ့တဲ့ဆိုင်ကိုပြန်သွားက DVD အခွေနဲ့ရုပ်ရှင်ကြည့်လို့ရတဲ့ဆက်အများပြားကိုဝယ်ယူခဲ့ပါတယ်။စိတ်ရှိလက်ရှိနားထောင်နေတဲ့ဘန်ယာရှိက Top ရဲ့ရည်ရွယ်ချက်က DVD စက်ရုံထောင်မှုလားလို့မေးတော့ဇက်လန်ကအခုမှစလွှဲရုံရှိသေးရဲ့လို့ဆိုပါတယ်။သူဝယ်လာတဲ့ DVD ဆက်တွေကိုဘယ်ပုံဘယ်နည်းအသုံးပြုပြီးပြန်လည်ရောင်းချရင်အမြတ်ဘလောက်ရမယ်ဆိုတဲ့စီးပွားရေးအတွက်မိဘတွေရှေ့သရုပ်ပြတဲ့အခါစအားလုံးကဖျို့ဖျဲပျက်စီးနေပါတယ်။ဒါကြောင့်ဆိုင်ကိုပြန်လဲပေးဖို့သွားပြောတော့လဲဝယ်ပြီးပစ္စည်းပြန်လဲပေးဖို့ထုံးတာမရှိပုံနဲ့တောက်ဖွယ်သွားတဲ့ဘတ်900တန် DVD ဆက်ဟာတခါသုံးပစ္စည်းဖြစ်နေရကြောင်းအာမခံချက်မရှိဘူးလို့ရှင်းပြပါတယ်။သူအလိန်ခံရပြီဆိုပြီးဒေါသတကြီးပောက်ကွဲလိုက်တာဆိုင်ရဲမှန်မှာအစ်စ်ကွဲသွားတဲ့အတွက်ဆိုင်ရှင်လက်ကခွေးပြေးဝက်ပြေးလွတ်အောင်ပြေးခဲ့ရပါတယ်။ဘာမှသုံးစားမရတဲ့အမိုက်တတ DVD ဆက်တွေကိုပြန်တည်လာရင်လမ်းလျှောက်ပြန်လာတဲ့ဖခင်ကိုကားကြုံခေါ်တင်လာတဲ့အခါပစ္စည်းအယောင်းဝယ်နဲ့စီးပွားရှာရတဲ့အလုပ်ကဂိမ်းထဲကအိုင်တန်ရောင်းရသလိုရုံးရှင်းမှုမရှိတာမို့ပထမဆုံးအမားနဲ့တင်သင်ခန်းစာယူရန်ဖြောင်းပြကတားပြစ်သူရဲ့ចောင်းစရိတ်ကိုထုတ်ပေးပါတယ်။လူငယ်ပီပီမိမိကိုလုံနိုင်စွမ်းအပြည့်ရှိသူတယောက်ဖြစ်သွေးနဲ့ထင်ရောက်နေသူ Top ကတော့ဖခင်ရဲ့ပတ်စံတွေကိုပါညှင်းဆန်လိုက်ပါတယ်။ဒါပေမဲ့သူတက္ကသိုလ်တက်ခဲ့တယ်ဆိုတာကြောင့်ဇက်လန်နားထောင်နေသူဘန်ယာရှိကဖခင်ရဲ့ပတ်စံကိုယူခဲ့တာလားလို့မေးပါတယ်။အိမ်ကအဆောင်ပစ္စည်းတစ်ခုကိုခိုးယူပြီးဈေးထဲကဆိုင်တစ်ဆိုင်မှာဘတ်သိန်းနဲ့အပေါင်ထားလိုက်တာကသူ့ဘဝရဲ့ပထမဆုံးအကျွေးတင်ခြင်းလို့ပြောပြပါတယ်။ကျောင်းတက်နေရပေမဲ့စာလည်းမတင်နိုင်သူများပြောသလိုလည်းမပြောနိုင်တဲ့ Top ရဲ့ခေါင်းထဲမှာသူ့ဖေရဲ့အဆောင်ပြဿနာသာကြီးဆိုးနေပါတယ်။စိတ်ပြေလက်ပြောက်ပြသအတွက်ရာဟာဆယ်လုပ်နေသူလင်းရှိရာထံလိုက်သွားပြီးမုတ်သွားစားမယ်ခေါ်ပေမဲ့မအားဘူးဆိုတဲ့လင်းကြောင့်တယောက်တည်းထွက်လာပါတယ်။စားတော့ကုန်စီပြပွဲတစ်ခုမှာအလကားစားလို့ရတဲ့မုတ်တွေလိုက်စားရင်အလိုလျောက်လှော်ပေးနိုင်တဲ့တဲ့ရဲ့သီးလှော်ဆက်ကြီးဝယ်ချလာပါတယ်။အိမ်ပြန်ရောက်လာတော့သူပင်ပန်းလှော်နေစရာမလိုတော့တဲ့စီးပွားရေးလုပ်တော့မယ်လို့ဝင့်ကြွားသွားပြောဆိုနေပါတယ်။ဈေးထဲမှာတစ်လုံးကိုဘတ်3000နဲ့လိုတလောက်ဝယ်လို့ရနေတဲ့ဆက်ကိုဘတ်9သိန်းတန်တဲ့အကြောင်းနဲ့တစ်လ9000နဲ့ငှားရမ်းလာတဲ့အတွက်ဖခင်ဖြစ်သူစိတ်ပြတ်သွားပါတယ်။မိခင်ဖြစ်သူကတော့သူ့ယောက်ျားကိုစိတ်မပြတ်ဖို့နဲ့သူမအိမ်မက်အရာကွယ်မယ်တော်ကြီးကအနက်ရောင်ပစ္စည်းလေးတစ်ခုလာပေးတယ်ဆိုတာကြောင့်နမိတ်ကောင်းလောက်တယ်လို့သာဖြောင်းပြလိုက်ပါတယ်။အဲ့ဒီညမှာ Top တယောက်သူ့မိခင်ရဲ့အိမ်မက်တိုင်းကွယ်မယ်တော်ကြီးထံကအနက်ရောင်ပစ္စည်းလေးတစ်ခုလာရောက်ပေးသွားတယ်လို့အိမ်မက်မှတ်ပါတယ်။ငွေရဖို့သာခေါင်းထဲရောက်နေသူ Top ဟာစာတင်ချိန်တွေကိုတော့အတမ်းမတက်တော့ပဲသူ့ရဲ့တဲ့ရဲ့ဒီကိုအကောင်းမွန်ဆုံးအရေးသွေးနဲ့ရောင်းချနိုင်ဖို့အတွက်ကွင်းစင်ရင်တစ်ခုချင်းစီလိုက်လေ့လာပါတယ်။တဲ့
ဲ့သည်လက်မလက်စစ်ဆေးဖို့လှော်တဲ့အခါမွေးပြတ်နေဖို့ဘယ်အရာတွေထဲလှော်ရလဲလေးလာရင်အဲ့လိုမွေးအောင်ကော်ဖီဆေးထဲလှော်တယ်ထင်သားပေမဲ့တကယ်တမ်းအပူထိန်းနိုင်မှုကြောက်ခဲတွေသာထည့်ထားမှသိသွားပါတယ်ဒီလိုနဲ့လေးလာစရာတွေအတန်အသင့်တင်ယူနိုင်ခဲ့ပြီးနောက်ပထမဆုံးတဲ့ရဲ့ဒီအိုးကိုစမ်းလော်ကြည့်တဲ့အခါအပူလွန်ကဲပြီးပေါက်ထွက်လာတဲ့တဲ့ရဲ့ဒီအချို့အားဦးလေးဖြစ်သူထံကြွေးကြည့်တော့ရှုံးမဲ့သွားပါတယ်နောက်တစ်ချိန်မှာတော့မိခင်ဖြစ်သူကစားကောင်းကြောင်းထောက်ခံသလိုဖခင်ရဲ့အလုပ်သပွဲဝိုင်းမှာပါဧည့်သည်ကိုဧည့်ခံတဲ့အထိအဆင်ပြေလာပါတယ်ဒါကြောင့်တထေးလေးလိုအထိပ်ပဲရတဲ့တော့ကဲ့နွိုင်အမည်နဲ့တဲ့ရဲ့ဒီရောင်းချဖို့ကုန်တိုက်တစ်ခုမှာနေရာရွေးချယ်လိုက်ပါတယ်ဦးလေးဖြစ်သူနဲ့အတူဆိုင်စားတင်ရင်သူ့အမေထည့်ပေးလိုက်တဲ့ကွယ်ရင်မဲတော်ရုပ်ထုကြောင့်သူ့လုပ်ငန်းအဆင်ပြေမယ်လို့ယုံကြည်သွားပါတယ်ဒါပေမဲ့တဏီကုန်နေလို့တပူးသားတော်မရောင်းရတဲ့အတွက်ဦးလေးဖြစ်သူကိုဘေးကအမျိုးသမီးနီးတူအော်ရဲရောင်းချဖို့တင်ပေးရင်ဝယ်သူစိတ်ဝင်စားလာဖို့ကြိုးစားပါတယ်အမြဲလေးလာနေသေးဖြစ်တဲ့တော့ဖာဈေးတွေကဘောင်းမီရောင်းတဲ့ဈေးတဲ့ရဲ့သုံးတဲ့ဝယ်တစ်ထည်လက်ဆောင်စကားကြောင့်သူ့အလုံးမှာလက်ဆောင်ပေးဖို့လိုကြောင်းရေးမှတ်လိုက်ပါတယ်အခြားတစ်ဖက်ကအပြိုင်ဆိုင်ရောင်းနေတဲ့ဈေးတွေကြောင့်ဈေးလျှော့ရောင်းရမယ်ဆိုတာကိုလည်းမှတ်သားလိုက်ပါတယ်ဝင်ငွေတပြားမှမရှိပဲပြဿမင်းသမီးလုံနေတဲ့လင်းကိုအားမလို့အားမရအပြစ်တင်နေစဉ်ဦးလေးဖြစ်သူထံကဖုန်းဝင်လာပြီးသူဖင်ကုန်းအော်ရောင်းနေပေမဲ့အခုထိဈေးဦးမပေါက်သေးကြောင်းအကြောင်းကြားလာပါတယ်စိတ်သက်ကြပြီးဘာသာလို့ရမလဲမသိကြိသူ့နောက်မှာပုံနေတဲ့ငွေအကြွေတွေကိုပရာဟိတအသင်းတို့အလှခံနေသူတွေတွေ့တာနဲ့အလှငွေဆိုတာကိုရေးမှတ်လိုက်ပြီးပရာဟိတအသင်းတွေကငွေရှာတာလွယ်သားပဲလို့လင်းကိုပြောလိုက်ပါတယ်တန်းစင်ခန်းကပြန်ထွက်လာသူတွေထံကအကြွေကိုအလှခံဖို့နေရာကောင်းရထားတာပဲဆိုတဲ့စကားနဲ့အတူအလှငွေဆိုတာကိုဖျက်လိုက်ပြီးနေရာလို့ရေးမှတ်လိုက်ပါတယ်ဒါကြောင့်ကုန်တိုက်ကိုပြန်သွားကအတွင်းကသူ့ဆိုင်ကိုနေရာကောင်းရမယ့်နေရာရွှေ့ဖို့ပြင်ဆင်ပါတယ်။ဒါပေမဲ့နေရာအသစ်တော့ငါးကဘတ်2400ပေးလိုက်ရပေမဲ့လူဝင်ထွက်တောင်မရှိလို့ငုတ်တုံမေးနေရပြန်ပါတယ်။စာမေးပွဲဖြေနေရချိန်မှာတော့အဲ့ဒီအထွေးကြောင့်ခေါင်းကိုက်နေရစဉ်သူ့ဖုန်းကထက်ကတလဲလဲဝင်လာပါတယ်။အခန်းဆောင်ဆီယာမကိုဖုန်းပြောခွင့်ရှိမလားဆိုတော့ဖုန်းကင်စာခိုးချရလို့သတ်မှတ်မယ်ဆိုတာကြောင့်ကြာစဉ်းစားမနေပဲအခန်းထဲကထွက်သွားပါတယ်။ဝင်လာတဲ့ဖုန်းကသူ့ဦးလေးထံကဖြစ်ပြီးတောက်ကြိုနဲ့ဈေးရောက်နေရပြီမို့တဲ့ရသီးလာပို့ရမှာတဲ့အတွက်သွားပို့ရပါတယ်။ပထမဆုံးအဖြစ်လိပ်ပတ်မလဲအောင်ရောင်းကောင်းနေတဲ့အတွက်တလားကိုဘတ်တန်1200ဝင်ငွေရှိလာမဲ့ဆိုင်ခွဲဆယ်ဆိုင်ထပ်ဖွင့်ရအောင်လို့တိုင်ပင်ပါတယ်။စာမေးပွဲမဖြေပဲတဲ့ရသီးဆိုင်ခွဲတွေအတွက်သာလုံးမန်းနေသူ top 10ရီးသားဖြစ်သူလင်းရောက်လာပြီးကြောင်းပြန်တက်ရန်လာရောက်ဖြောင်းပြပါတယ်။အလုပ်ကိုပဲတစိုက်မမတ်လုပ်နေတဲ့တနေ့ကျသူ့ရဲ့လော်အိုးကထွက်တဲ့မိကိုကြောင့်မျက်နှာချက်တွေကြက်ခိုးရိုက်ကုန်တဲ့အတွက်ညဘက်ကြီးပြန်လဲပြင်ဆင်ပေးရပါတယ်။လှုပ်ချင်ရတစိုးတို့လှုပ်နေသူ top ဟာနောက်ွယ်မှာတရစ်ရစ်တိုးလာတဲ့အကျွေးတွေကြောင့်မိဘနှစ်ပါးနဲ့အတူတရုတ်ပြည်ကအကိုအမတွေရှိရထံပြောင်းရတော့မှဖြစ်ကြောင်းအခုမှသိလိုက်ရပါတယ်။ဒါပေမဲ့ passport လုပ်နေရင်သူဒီကနေဘယ်ကုန်မှမသွားပဲကျောင်းပြီးအောင်ပညာသင်မယ်လို့ကတိပေးကတရုတ်ပြည်ကိုလိုက်မသွားခဲ့ပါဘူး။ငွေရှာဖို့အတွက်သာအာယုံစိုက်နေတဲ့တော့ဖျက်ဆိုင်ခွဲအားလုံးကိုကုန်တိုက်ကလက်မခံတော့ပဲမောင်းထုတ်လိုက်တဲ့အပြင်အတိုးမသက်နိုင်တဲ့အိမ်ကိုလည်းဘန်ကချိတ်ပိတ်သွားခဲ့ပါတယ်။ရီးသားဖြစ်သူလင်းဟာသူမကိုအဆက်အသွယ်လုံးဝဖြတ်ထားတဲ့တော့ကိုဒေါသတကြီးရန်ရှာခဲ့ပေမဲ့သူခံစားနေရတဲ့ဖိအားတွေကြောင့်အားငယ်စွာဖန်ကိုလိုက်ပါတယ်။အမျိုးမျိုးဖြောင်းပြနေတဲ့လင်းရဲ့စကားတွေကိုခွေးမိကောက်ကြည်တော့ဆုံးမရတဲ့တော့ဖာနားမဝင်ပဲသူ့ဤသားကျွေးတဲ့ရင်းကြီးကျော်ကိုရောင်းရန်ပြင်ဆင်ပြန်ပါတယ်။နားထောင်နေတဲ့ဘန်ရာရှိကိုယ်တိုင်မင်းအဲ့ဒါကိုပါရောင်းနေဆိုရင်တော့ငါထမင်းသွားစားတော့မယ်လို့စိတ်မရှိစွာထပြောလာပါတယ်။အစပိုင်းမှာရင်းကြီးကျော်တွေကိုကုန်တယ်စီကဝယ်ယူခဲ့ပေမဲ့တပတ်အတွင်းရောင်းမကုန်ခင်တိုးသွားတဲ့အတွက်သူကိုယ်တိုင်စမ်းကြော်ခဲ့တယ်လို့ဆိုပါတယ်။အလွယ်တကူတိုးသွားတဲ့ပြဿနာကိုတော့ကာကစားတက္ကသိုလ်ရဲ့အစားအသောက်နဲ့ထုတ်ပိုးမှုဌာနထံသွားကတိုးဆက်လန်အစဆုံးပြောပြပြီးဖြည့်ရှင်းခဲ့တယ်လို့ဆိုပါတယ်။ရင်းကြီးကျော်ရမှာအသုံးပြုတဲ့စီကအောက်ဆီဂျင်နဲ့တက်ပြုတ်တဲ့အခါစီအောက်စော်နှံပြီးတိုးသွားတတ်တာမို့ဖြည့်ရှင်းနည်းကလေဟာနဲ့ခြံပြီးအောက်ဆီဂျင်ကိုဖယ်ထုတ်ကကြော်ထားတဲ့ရင်းကြီးကိုကျွတ်ရွနေစေဖို့နိုက်ထရိုဂျင်ထည့်ပေးရတယ်လို့ပြောပြပါတယ်။ဒါဆိုကျွတ်ရွနေတဲ့အကြော်ဟာပုံစံမပြတ်တာရှည်ထားခံတယ်ဆိုတာကြောင့်ထိုဆက်ကိုဝယ်ယူရန်တဲ့ရသီးဆက်အားလုံးကိုရောင်းပြလိုက်ရပါတယ်။ဖာသေးလေးတစ်ဖာကိုဘတ်1000ခန့်ပေးရတဲ့ရင်းကြီးအတွက်ဦးလေးဖြစ်သူကကူညီပေးရင်ကြော်နီးမတက်လို့စမ်းတက်ရကဘတ်သိန်းဖိုးလုံးဆုံးရှုံးသွားတဲ့အတွက်သူဆွဆွဲမြဲမြဲဆောက်ခဲ့ဘူးတဲ့ဂိမ်းသက်အားလုံးရောင်းလိုက်ရပြန်ပါတယ်။ဒါနဲ့ဆိုဘတ်6000စာလောက်ထပ်ဝယ်လို့ရအောင်မဲ့ဆိုပေမဲ့သူ့ကြောင့်အဆုံးရှုံးများသွားတဲ့ဦးလေးဖြစ်သူဟာရင်းကြီးကြော်ဖို့ကိစ္စကိုသူတာဝန်မယူလို့တော့ဘူးလို့ဆိုပါတယ်။တောက်ကတော့အောင်မြင်တဲ့စီးပွားရေးတစ်ခုဖြစ်ဖို့အရင်ကြီးဟာမျှော်လင့်ထားတာထက်ပိုဖြုံးတင်ကြောင်းနဲ့အရှုံးမပေးဖို့အားပေးလိုက်ပါတယ်။လင်းကတော့ဒီနေ့စာမေးပွဲဝင်ခွင့်အတွက်ရှောက်လာတင်ရမယ့်ရက်လို့တတိလန်ပေးကဖောင်တင်ခိုင်းလိုက်ပါတယ်။အိမ်ပြန်ရောက်လာတဲ့အခါသူ့အတွက်အစားအစာရရလုပ်ပေးနေတဲ့ဦးလေးဖြစ်သူဟာရေချိုးခန်းအတွင်းမှာမတော်တဆဖြစ်နေရမှုအရေးပေါ်တင်လိုက်ရပါတယ်။ဒီတော့သူကိုယ်တိုင်ရင်းကြီးကြော်ရမယ့်အလှည့်ရောက်လာခဲ့ပြီးထပ်ဝယ်တဲ့ဘတ်6000စာလုံးတစ်ခုတလေတောင်အဆင်မပြေခဲ့ပေမဲ့အောက်ကျနေတဲ့အထုပ်ကိုယူကြော်ကြည့်တဲ့အခါသူစားဖို့တဲ့အရသာတိုင်းဖြစ်နေပါတယ်။ဈေးကွက်ဝင်တဲ့ရင်းကြီးကြော်တစ်ခုရလာဖို့သူ့ဦးလေးဟာအဖြေရှာရင်းမတော်တဆဖြစ်ခဲ့ရန်တူပါတယ်။ဒါကြောင့်နောက်တစ်ရက်မှာပဲဦးလေးဖြစ်သူကိုရင်းကြီးကြော်မြည်ဆန်ခိုင်းလိုက်ပြီး
ချက်ချင်းဆိုသလိုဈေးကောဝင်တဲ့ရင်းကြီးကြော်ကိုစရောက်နိုင်ခဲ့ပါတယ်တောပြက်မှတ်တိုင်ကတော့တစ်နှစ်အတွင်းဘတ်တန်းဝင်ရမယ်လို့သတ်မှတ်ထားလိုက်ပြီးဒီပုံစံအတိုင်းဆိုအဆင်ပြေလောက်ပြီလို့တွေးနေချိန်ဖုန်းဝင်လာပါတယ်တရုတ်ပြည်ရောက်နေတဲ့မိခင်ကတောပြက်မွေးနေ့ကိုတတိလန်ပေးရင်ဖခင်ကလည်းကျောင်းတိတ်ချတက်ပြီးရင်တရုတ်ပြည်လာနေဖို့စီစဉ်ပေးမယ်လို့ဆိုပါတယ်ဝမ်းရေးဖြစ်ရှင်းဖို့တေချာတဲ့လူတစ်ခုရနေပြီမို့တင်နေတဲ့အကျွေးအားလုံးကိုပြောပါသူရအောင်ဆက်ပေးမယ်လို့အတင်းမေးကြီးတော့ဘတ်တန်40ဆိုတာကြောင့်ဆုံးရသွားပါတယ်စကြဝဠာကြီးအတွင်းကဒုက္ခတွေတတိကြီးပွေးပိုက်ထားရတဲ့အဆက်ပြောက်လူသားတစ်ယောက်အနေနဲ့နေထိုင်တဲ့အိမ်ကိုလည်းဗန်အပိုင်သိမ်းသွားပြီမို့အိမ်တွင်းကပစ္စည်းတွေကြည့်ရင်အကျွေးတွေကြောင့်အိမ်မရပဲရပ်ပေါင်းများစွာအိတ်ဆေးတောက်နေရတဲ့သူ့အဖေရဲ့ဆေးတွေကိုတွေးလိုက်ရပါတယ်ချမ်းသာလာမယ်လို့ယုံကြည်ရင်ချမ်းသာလာလိမ့်မယ်အောင်မြင်မယ်လို့ယုံကြည်ထားရင်အောင်မြင်လာလိမ့်မယ်ဆိုတဲ့ကျောင်းဆရာရဲ့အတန်ကိုကက်ဆက်ထဲထည့်ဖွင့်ရင်အချိန်ပေါင်းများစွာနားထောင်နေမိပါတယ်ကက်ဆက်ကဓာတ်ခဲကုန်သွားလို့ 7-Eleven store မှာသွားဝယ်ရင်မျိုးပြနီးပြူဟာဆိုတာဒေတာတွင်ရှိတဲ့စီးပွားရေးလက်တွဲဘက်နဲ့ဆက်ဆံရေးတစ်ခုပြောထားမှုဆိုတဲ့အတန်ကိုတေချာနားဆိုင်ထောင်လိုက်ပါတယ်မိမိစီးပွားရေးအတွက်ဒေတာတွင်မှာရှိတဲ့ဈေးဝယ်သူပြစ်မှဟာကိုယ့်ဘေးမှာအမြဲရှိနေရဆိုတာကြောင့်လွယ်လွယ်လေးဈေးဝယ်လို့ရတဲ့ 7-Eleven ဆိုင်နဲ့ပြေးဝင်သွားပါတယ်သူ့ပစ္စည်းကိုတနိုင်ငံလုံးဖြန့်ဝေနိုင်မှုအတွက်ဆိုင်ရဲ့တာဝန်ရှိသူနဲ့ဆက်သွယ်ကလိုအပ်တာတွေပြင်ဆင်ပြီး 7-Eleven ဌာနချုပ်ကိုသွားခဲ့ပါတယ်ဘေးကလူရဲ့ပစ္စည်းမိတ်ဆက်ပုံအတိုင်းတန်းသင်ခန်းထဲဝင်ကတေချာလေ့ကျင့်ပါတယ်မနက်9 နာရီချိန်ထားတဲ့ဆိုပေမဲ့ကောင်တာမှာနာမည်စင်းမပေးထားမိတဲ့အတွက်ကမောက်ကမတွေဖြစ်ပြီးထိုင်ဆောင်နေလိုက်ရပါတယ်3 နာရီလောက်ကြာတဲ့အခါမှာတော့ရုံငန်းထဲကတာဝန်ရှိသူတယောက်ထွက်လာပြီးပစ္စည်းကိုထားခဲ့ပါသူမဆုံးဖြတ်ပြီးပြန်ဆက်သွယ်ပါမယ်ဆိုပေမဲ့အချိန်10 မိနစ်နဲ့သူ့ထုတ်ကုန်ကြောင်းရှင်းပြပါရစေလို့ဆိုပါတယ်ပစ္စည်းကိုမပြဘဲနှုတ်တိုက်ရှင်းပြနေရမှုတောင်းယူကြည့်တဲ့အခါထောက်ပို့မှုပုံစံနဲ့ဘတ်80ဆိုတဲ့ဈေးနှုန်းအရသူတို့ဆိုင်မှာတင်ဖို့အခက်ခဲဖြစ်စေရလို့ဆိုကညင်းလွတ်လိုက်ပါတယ်အစင်မပြေမှုများစွာအတွက်အိမ်ထိလိုက်လာတဲ့လင်းနဲ့ပြဿနာတက်ခါသူ့ပေါ်အမြဲစိုးရိမ်လေးရှိတဲ့လင်းကိုထပ်မတွေ့ဖို့မောင်းထုတ်လိုက်ပါတယ်အကျွေးပတ်လေဝိုင်းပြီးမျောလင်းချက်မဲ့နေတဲ့သူ့အတွက်အချစ်ခီးလန်းဟာတာယာနိုင်မှာမဟုတ်တာကြောင့်ရင်နာနာနဲ့တွန်းလှုပ်လိုက်ရပေမဲ့လင်းကိုသူလက်မလွတ်နိုင်ကြောင်းဦးလေးဖြစ်သူထံရင်ဖွင့်ခဲ့ပါတယ်နောက်တစ်ရက်ကျသူ့ရဲ့ရင်ကြီးကြော်ကိုထုတ်ပိုးရန်မုံမျိုးစုံဝယ်လာပြီးဒီဇိုင်းဆွဲခိုင်းပါတယ်အိတ်ခွန်ကိုလူစိတ်ဝင်စားအောင်ကေဘော့ထာနဲ့ထိုင်ဝမ်အဆိုတော်ပုံထည့်မယ်ပြောတဲ့အခါဦးကြောင်ကြောင်နိုင်လာတဲ့ဒီဇိုင်းကိုဆိုင်ရှင်ကအာမပေးပဲငကိုသူရွေးထားတဲ့နာမည်တော့ကယ်နွိုင်ဆိုတာကိုပဲ3ရက်အကြံပြုပါတယ်ဒီလိုနဲ့တင်းတောင်တင်းတဲ့ဖြစ်လာတဲ့ထုတ်ပိုးမှုပုံစံနဲ့အတူ 7-Eleven ဌာနထံထပ်သွားခဲ့ပါတယ်မောင်အိတ်ပါကင်ဒီဇိုင်းကိုဒီမနက်မှအပြီးတက်လာရတဲ့အတွက်ကြိုတင်ရက်ချိတ်မယူထားမိပြန်တာကြောင့်ငုံတုံမိနေပြန်ပါတယ်တနေကုန်အစည်းအဝေးရှိနေရကြောင်းမအားဘူးဆိုတဲ့ Miss Fu ကိုထိုင်ဆောင်နေရင်4 နာရီလောက်အကြာမှာတော့အခန်းထဲမှာမြင်နေရပေမဲ့သူ့ကိုမတွေ့လို့ကြောင်းနားလည်လာပြီးမို့ Miss Fu ဘာအစည်းအဝေးမှမရှိဘူးမဟုတ်လားဆိုကထပြန်လာခဲ့ပါတယ်ပါလာတဲ့မုတ်တွေကိုလည်းဓာတ်လေကားဝန်ထမ်းစီအကုန်ပေးခဲ့လိုက်ပါတယ်တာဝန်ရှိသူ Miss Fu ကအလုပ်ပါတဲ့အချိန် Top ကိုတွေးဖို့ထွက်လာပေမဲ့ Top ကတော့စိတ်ပြတ်စွာနဲ့လမ်းမပေါ်ရောက်နေပြီဖြစ်ပါတယ်အကျွေးတင်နေတဲ့ဘီဘာကိုပြန်ခေါ်လို့စိတ်သူ့အိမ်မက်ကိုအကောင့်ထဲဖော်လို့စိတ်ကြောင့်အားကုန်တုံကြိုးစားခဲ့ပေမဲ့ထပ်မံရိုက်ချခံလိုက်ရသလိုဖြစ်နေပါတယ်ဓာတ်လေကားစီးနေတဲ့ 7-Eleven ဝန်ထမ်းတွေဟာ Top ထားခဲ့တဲ့ရင်းကြီးထုတ်တွေကိုမြင်ပြီးနိုင်တလောက်ယူကကောင်နာကမိကလေးကိုလည်းပေးသူလည်းမြည်စမ်းကြည့်ရင်ကောင်းမွန်တဲ့အရသာကြောင့်အခြားလူတွေကိုပါလိုက်ကြွေးပါတယ်ရုံစိတ်ချိန်ရောက်လာတဲ့ Miss Fu ကလည်းဓာတ်လေကားထဲမှာတွေးလိုက်ရတဲ့ရင်းကြီးထုတ်ကြောင့်အသက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့ Top ကိုခေါ်ယူတွေ့ဆုံပါတယ်နောက်လုပ်ရမယ့်အလုပ်က Top ရဲ့ရင်းကြီးထုတ်တွေကို 7-Eleven ဆိုင်ခွဲ3000ကျော်မှာတင်သွင်းရမှာဖြစ်လို့အထုပ်ပေါင်း9200ပြင်ဆင်ထားဖို့လိုကြောင်းအသိပေးပါတယ်အဲ့ဒီမတိုင်ခင် Top ရဲ့ပစ္စည်းထုတ်လုပ်ရာစက်ရုံဟာစားသုံးသူအတွက်ကျန်းမာရေးနဲ့ညီညွတ်မှုရှိမရှိကောင်းမွန်သောထုတ်ပိုးမှုရှိမရှိစစ်ဆေးမဲ့ဆိုတာကြောင့်19နှစ်သားဟာစက်ရုံတည်ဆောက်ဖို့ဗတ်ဆယ်သန်းလာချီးနေတာဖြစ်ပါတယ်ဗန်ယာရှိနေတဲ့ Top ရဲ့ကြိုးစားမှုတွေကိုအလေးနဲ့အတိမတ်ပြုတော်လဲတန်း40အကျွေးတင်နေတဲ့19နှစ်အရွယ်ကျောင်းသားတစ်ယောက်ကိုငွေထုတ်ချေးခွင့်မရှိဘူးလို့တောင်းပန်လိုက်ပါတယ်နောက်ဆုံးစိတ်သက်ခွန်ဟာမျော်လင့်ချက်လက်ကျန်နဲ့အာတင်ထားရတဲ့ Top အနေနဲ့ထပ်မံကြရှုံးခဲ့ပြန်တဲ့အတွက်စိတ်လွတ်လက်လွတ်ပောက်ကွဲခဲ့ပါတယ်ရွေးချယ်စရာမရှိတော့တဲ့သူအတွက်မိဘတွေအကြံပေးသလို passport လို့နောက်ဆုံးပိုင်ဆိုင်မှုဖြစ်တဲ့ကားကိုရတဲ့ဈေးနဲ့ရောင်းကတရုတ်ပြည်ကိုလိုက်သွားဖို့ပြင်ရပါတော့တယ်မသွားခင်သူဘတ်သိန်းနဲ့ပေါင်ခဲ့တဲ့ဖခင်ရဲ့အဆောင်ကိုပြန်ရွေးဖို့ကြိုးစားပေမဲ့အခုချိန်ငွေသေးရဘတ်3-4တန်းအထိတန်နေတဲ့ပစ္စည်းမို့ဆိုင်ရှင်ကပြန်မပေးတဲ့အတွက်စိတ်နနာနဲ့လှည့်ပြန်ခဲ့ရပါတယ်လွယ်လွယ်နဲ့လက်မလျှော့တတ်သူပြီးဘန်ယာရှိရဲ့အသိပေးမှုကြောင့်သူ့ဖေပိုင်ဆိုင်မှုတွေကကိုရောင်ကိုစိတ်ယုံအဖြစ်ပြောင်းကသူ့အိမ်မက်တိုင်းဆက်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတယ်သို့ပေမဲ့ပြင်ဆင်စရိတ်တင်ဘတ်တန်ကြမယ်ဆိုတဲ့အတွက်စီယံငွေတစ်ဝက်ကိုပေးချေလိုက်ပြီးနောက်ဆုံးကြံနေတဲ့တကားတစ်ချက်ကိုထပ်မံဆွဲဖွင့်လိုက်ပါတယ်ကုန်ကျန်းတယ်ပြီးရထားစီးရန်စောင့်နေစဉ်သူ့ရဲ့အချစ်ဦးလင်းကိုတော့အခြားတစ်ယောက်နဲ့ပျော်ရွှင်စွာထွက်သွားတာကိုမြင်လိုက်ရပါတယ်အဆအဆရရရှုံးနေပြီးသားမို့ထွေထွေထူးထူးခံစားမနေတော့ပဲဆက်လက်အာရုံစိုက်ရမယ့်ကိစ္စအပေါ်သာပုံချလိုက်ပါတယ်အားလုံးအသစ်ဖြစ်ပြီဆိုတာနဲ့ Miss Fu ထံလိပ်စာအတိအကျကို fast ပို့လိုက်ပါတယ်ဒီလိုနဲ့နောက်တစ်ရက်ကျ 7-Eleven ရဲ့ GMB စစ်စေးအဖွဲ့ရောက်လာပါတယ်ဦးလေးဖြစ်သူကတော့သူ့အတွေ့အကြုံရဆို QA စစ်စေးမှုတွေကိုလက်ထိုးမှသာ Top တော့အခွင့်အလမ်းရှိမယ်လို့အကြံပေးရင်စာအိတ်တိတ်ကိုကပ်ပေးပါတယ်
တလအတွင်းရေးကြီးတုတ်ပြနဲ့ပြင်ဆင်ထားတဲ့စက်ရုံဟာစေးတောင်ကောင်းကောင်းမချောက်သေးပဲအကာအကွယ်မထက်ရသေးတဲ့မီးချောင်းတွေကကြားလာမဲ့အမှုန်တွေကြောင့်တတ်မှတ်စံနှုန်းနဲ့မညီသေးဘူးလို့ဆိုပါတယ်မစ်ဖူရဲ့ပခုံးပေါ်လာနာနေတဲ့ရင်ကောင်အားမတိမတာမောင်းထုတ်လိုက်ပြီးသူ့ဝန်ထမ်းကိုမီးချောင်းအုပ်ဖို့မှာလိုက်ပါတယ်ဒီအလောက်ကသူ့ရဲ့နောက်ဆုံးကြည်တံဖြစ်လို့အဖေကိုဒီနေ့သိရမှာလားမေးကြည့်တဲ့အခါ top အနေနဲ့အစားအသောက်ကိုတန့်ရှင်းအောင်ဆောင်ရွက်ရမှာဖြစ်ပြီးလက်ဆေးပေစင်ကိုလည်းခြေနှင်းဖြစ်ပြောင်းမှသာလက်နဲ့ဖွင့်လိုက်ပိတ်လိုက်လှုပ်ရှားမလို့တဲ့အတွက်ပိုးမွားကင်းစင်မယ်လို့ဆိုပါတယ်အသုံးပြုရမယ့်စက်ပြာကိုပါအစအဆုံးအကြံပေးသွားခဲ့ပြီးအဖြေရဖို့အချိန်ယူဆုံးဖြတ်ပြီး fast နဲ့အသိပေးလိုက်မယ်လို့မှားသွားပါတယ်ဦးလေးဖြစ်သူကသူပြောသလိုလက်ထိုးဖို့စာရေးထည့်ပေးပေမဲ့ပုံမမျက်မှောင်ကျိုးစေမဲ့ကိစ္စကိုရှောင်လိုက်ပါတယ်စမ်းသပ်မှုကအောင်မြင်သည်ဖြစ်စေကြားဆုံးသည်ဖြစ်စေအသင့်ဖြစ်နေအောင်အထုပ်9200ပြည့်ဖို့ပြင်ဆင်လိုက်ကြပါတယ်ဒီလိုနဲ့ Miss Pooh မှာသွားတဲ့အတိုင်းအားလုံးပြင်ဆင်ပြီးထုတ်ပိုးနေကြ fast ရောက်လာပါတယ်အရေးတဲ့မင်ကုန်နေတဲ့အတွက်အောက်ကစာကိုစပ်ဖတ်မရဖြစ်နေရမို့ဦးလေးဖြစ်သူကနေပူတဲ့တော့ဖတ်ရန်အကြံပေးပါတယ်နောက်ဆုံးမျှော်လင့်ချက်နောက်ဆုံးထွက်ပေါက်တကားတစ်ချက်သာကျန်တော့တဲ့တော့ဖာနေအောင်အောက်မှာသူ့ရဲ့လမ်းသားကိုရှာတွေ့သွားပါတယ်ဒီနေ့ဟာ7-11ကိုတောင်ကိုသူ့ထုတ်ကုန်ပစ္စည်းအလုံးအချိန်မီပို့ပေးရမယ့်ရက်ဖြစ်ပါတယ်ဂိမ်းရိုက်တန်တွေရောင်းကြတဲ့ကယခုထိသူနဲ့အတူစိုးတူကောင်းဖက်ကြော်ဖြတ်လာတဲ့ဦးလေးကိုပွေ့ဖက်ပြီးကျေးဇူးတင်တဲ့အကြောင်းပြောလိုက်ပါတယ်အဲ့ဒီနောက်ပစ္စည်းအပြည့်တင်ထားတဲ့ကားနဲ့မနက်ဝေလီဝင်လင်းမှာပဲ7-11ကိုတောင်ကိုအရောက်သွားခဲ့ပါတယ်လွယ်လွယ်နဲ့အောင်မြင်လေးမရှိသူမို့နောက်ကျနေတဲ့အချိန်တနာရီအတွက်ကိုတောင်ကြီးချက်သူကိုခက်ခက်ရရတောင်းပန်နေရပါတယ်တနာစရာမျက်နှာနဲ့မို့လက်ခံပေးလိုက်ပြီးနှာခေါင်းကသွေးယိုနေရကိုတုပ်ဖို့မှာလိုက်ပါတယ်ဒီလိုနဲ့တော့ဆိုတဲ့လူငယ်ဟာအချိန်ခါခါကြိုးစားလာရင်တော့ကဲနွိုင်ဆိုတဲ့ရင်းကြီးကျော်အထုပ်လေးတွေကိုမျိုးပြပြူဟာအသုံးပြုနိုင်တဲ့7-11နဲ့လက်တွဲနိုင်ခဲ့ပါတယ်မိဘတွေစီဖုန်းဆက်လိုက်ပြီးဝမ်းသာမျက်ရည်တွေနဲ့အတူအိမ်ကိုပြန်လာဖို့ဖုန်းဆက်အသိပေးလိုက်ပါတယ်7-11နဲ့လက်တွဲပြီး2နှစ်ကြာတဲ့အခါတော့ဟာအကျွေးပတ်တန်40ကိုပြန်ဆက်နိုင်ခဲ့ပြီးမိဘတွေကိုလည်းရခေအိမ်မှာပြန်ထားနိုင်ခဲ့ပါတယ်ဒီတစ်ခါတော့လုပ်ငန်းတိုးချဲဖို့အတွက်ဗန်ရာရှိရာတန်းရာနဲ့ချီထုတ်ချေးပေးနေပြီဖြစ်ပါတယ်ယခုအချိန်တော့ကဲနွိုင်ဆိုတဲ့ရင်းကြီးကျော်လုပ်ငန်းဟာအလုပ်သမား2500နဲ့7-11ဆိုင်ခွဲပေါင်း6000အပြင်ကမ္ဘာနဲ့နိုင်ငံပေါင်း29နိုင်ငံကိုလည်းတင်သွင်းနေပါတယ်တော့ဟာရင်းကြီးကုန်ကျန်းအတွက်တောင်ကိုရီးယားမှာကိုပိုင်စိုက်ခင်းတစ်ခုပိုင်ဆိုင်ခဲ့ပြီဖြစ်ပြီး2010မှာရောင်းရငွေဘတ်တန်1500အထိရရှိခဲ့ပါတယ်ဇက်လန်ရ2004ခုနှစ်တုန်းက19နှစ်သားတော့ဖာအခု2025မှာဆိုရင်တော့အသက်40ရှိနေပြီဖြစ်ပါတယ်ဒီရင်ကြီးကျော်အထုပ်လေးတွေဟာမိတ်ဆွေတို့ရဲ့နီးစပ်ရာမုတ်ဆိုင်တော်တော်များများမှာလည်းရှိတာမို့အသေးချာဝယ်စားကြည့်ရင်တော့ပြည့်ဘဝခီလန်ကိုပြန်တွေးကြည့်လို့ရပါတယ်အသက်ငယ်ဆုံးစီးပွားရေးလုပ်ငန်းရှင်ဖြစ်တဲ့တော့ပြည့်စကားကတော့ဘယ်တော့အခါမှအရှုံးမပေးပါနဲ့အရှုံးပေးလိုက်တာနဲ့အားလုံးရပ်တန့်သွားမှာဖြစ်ကြောင်းအသိပေးထားပါတယ်ဒီဇက်လန်လေးကိုယနေ့အထိအခက်ခဲများစွာနဲ့ရုန်းကန်နေကြသူအားလုံးအတွက်ရည်ရွယ်လိုက်ပါတယ်